မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်2 နာရီခွဲမှာလီဗာပူးနဲ့ဘရိုက်တန်တို့ရှင်းမယ်ကစားကြမှာပါလီဗာပူးရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်တပွဲတည်နဲ့တပွဲရှုံးလာပြီးဘရိုက်တန်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာတပွဲနိုင်2ပွဲတည်နဲ့2ပွဲရှုံးလာပါတယ်ဒီနေ့တင်းရဲ့နောက်ဆုံးထိပ်ထိပ်တွေ့ဆုံမှု9ပွဲမှာလေလီဗာပူးက4ချိန်နိုင်တစ်ချိန်ရှုံးလာပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလပရီးမီးယားလိအိမ်ကွင်းတွေ့ဆုံမှုမှာလည်းလီဗာပူးကပဲ2-0နဲ့နိုင်ခဲ့ပါတယ်။ Brighton ရဲ့ကားတဲ့ဖောင်ကအားရစရာမရှိပါဘူး။နောက်ဆုံး၄ပွဲမှာလည်း3ပွဲရှုံးထားပါတယ်။ဒီပွဲရဲ့စတဲ့ကြီးမှာလီဗာပူးကနေ1ပေါင်း50 9ပေါင်း3လုံး30ကနေဘော်ဒီတိတရီ3လုံး30ဒီမြင့်တက်လာခြင်းနဲ့တူလီဗာပူးဘော်ဒီကိုကြိုက်ပါတယ်။နောက်တဲ့ပွဲကည7:15မှာကစားမယ်ဗီလာနဲ့နျူကာဆယ်တို့ပွဲဖြစ်ပါတယ်။ဗီလာရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲရှုံးထားပြီးနျူကာဆယ်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာတပွဲနိုင်2ပွဲတည်နဲ့2ပွဲရှုံးထားပါတယ်။ဒီနေ့တင်းရဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာဗီလာကနေ2ပွဲနိုင်2ပွဲတည်နဲ့2ပွဲရှုံးထားပါတယ်။နောက်ဆုံးပရီးမီးယားလိတွေ့ဆုံမှုမှာလည်းဗီလာဟာနျူကာဆယ်အိမ်ကွင်းမှာ2-0နဲ့နိုင်ခဲ့ပါတယ်။နျူကာဆယ်ရဲ့နောက်ပိုင်းပွဲစဉ်မှာခန်းစစ်ပိုင်းအားနည်းလာနေပြီးဂိုးတွေကိုအလွယ်တကူခွင့်ပြုပြီးနေရပါတယ်။ဒီပွဲရဲ့စတဲ့ကြီးမှာဗီလာကနေဘော်ဒီlevel 50 9ပေါင်း3လုံးပေါင်း30ကနေဘော်ဒီ level 20 9ပေါင်း3လုံး20ဖြစ်လာလို့နှစ်ဖက်တင်ကိုရှိလာနိုင်ပါတယ်။ရလက်ပိုင်းမတည်ငြိမ်ရင်နျူကာဆယ်ကြောင့်နှစ်ဖက်တင်ကိုရှိလာနိုင်ပေမဲ့အရှင်အားသာချက်ရှိတဲ့အဆွန်ဗီလာဘော်ဒီပဲကြိုက်ပါတယ်။